ကလေးလေးတွေဟာလိန်တတ်တယ်ငယ်ရွယ်တဲ့အချိန်လေးမှာလိန်ပြောတတ်တယ်အဲ့ဒါကိုမိဘတွေကမထိမ့်သိမ့်တတ်ဘူးဆိုရင်ဒီကလေးကကြီးသည့်ထီအောင်လိန်တတ်တဲ့ကလေးဖြစ်သွားတတ်တယ်အဲ့တော့မလိန်အောင်သွန်သင်ပေးရမယ်ငယ်ရွယ်ဆိုတော့ကြောက်လို့ဖြစ်ဖြစ်ဘာလို့ပဲဖြစ်ဖြစ်လိန်ပြောတာလိန်နာဟာကလေးလေးတွေအဖို့မှာမုံစားသလိုပဲနော်မမကန်ကန်ပြောရင်လူကြီးတွေကငါရိုက်မာလားမန်မာလားဆိုတော့ကြောက်တာနဲ့လဲလိန်တာပဲပေါ့နော်အဲ့ဒါလို့ခုနှစ်နှစ်အရွယ်ကလေးလေးဟာလိန်တတ်မှဆိုလို့မြတ်စွာဘုရားကရာဟုလလေးကိုမလိန်ရအောင်ကလေးလေးနားလဲအောင်သင်တဲ့သုတ်တန်လေးဟာဘုန်းကြီးတို့တွေဖို့မှလည်းအမတန်မှတန်ဖိုးရှိတဲ့တရားတစ်ပုဒ်ပါပဲတရက်တော်မြတ်စွာဘုရားကရာဟုလာကိုခေါ်တယ်ရာဟုလာငါနဲ့လိုက်ခဲ့ဆိုပြီးခေါ်သွားပြီးတော့မြတ်စွာဘုရားကခြေဆေးတဲ့နေရာရောက်သွားထိုင်ပြီးတော့ခြေဆေးဖို့ရာရေခတ်ထားတဲ့ရေအိုးထဲကနေပြီးတော့ခွက်ကလေးနဲ့ရေခတ်ယူလိုက်ခတ်ယူပြီးတဲ့အခါမှာရေလေးကိုတဝက်သွန်ပြီးတော့မြတ်စွာဘုရားမေးတယ်ရာဟုလာတွေ့လားဟောဒီမှာရေခွက်ထဲမှာရေတဝက်ပဲရှိတယ်တွေ့လားဆိုတော့တွေ့ပါတယ်ဘုရားတဲ့လောကမှာလိန်ပြောတတ်တဲ့လူဆိုတာကြည့်ကိုချင်းတရားပြည့်ပြည့်ဝမရှိဘူးတဲ့ဟောကိုချင်းတရားမပြည့်ဝဘူးပေါ့ဒီခွက်ထဲကရေတွေမပြည့်တယ်လို့ပဲလိန်တတ်ပြီဆိုရင်မင်းကိုချင်းတရားတွေမပြည့်နိုင်ဘူးတဲ့ကိုချင်းသီလတွေကပျက်စီးတယ်အဲ့ဒါလို့ကလေးနားလဲတဲ့စကလုံးလေးနဲ့သုံးပြီးမြတ်စွာဘုရားကခွက်ထဲကရေတွေကိုသွန်လိုက်တယ်ကဲရဟုတ်လားဟောဒီထဲမှာခွက်ထဲမှာရေတွေရှိသေးလားမရှိတော့ဘူးဗျာရေတွေသွန်လိုက်တယ်အေးအဲ့ဒီလိုသွန်လိုက်တယ်လို့ပဲလိန်ပြောတဲ့ပုဂ္ဂိုလ်ဟာကိုချင်းတရားတွေအကုန်လုံးစွန့်ပစ်လိုက်တာနဲ့အတူတူပဲဆိုပြီးတော့မြတ်စွာဘုရားကခွက်ကလေးကိုမှောက်ပြီးတော့မေးတယ်ရဟုတ်လားတွေ့လားငါခွက်ကလေးကိုမှောက်ထားအဲ့ဒီခွက်ကလေးမှောက်လိုက်တယ်လို့ပဲလိန်ပြောတတ်တဲ့ပုဂ္ဂိုလ်ရဲ့အကျင့်တရားတွေဟာအကုန်လုံးဆောက်ထိုးပဲဘာမှမရှိတော့ဘူးအကျင့်တရားတွေကိုအကုန်လုံးမှောက်ပြစ်လိုက်တာနဲ့အတူတူပဲနောက်တစ်ခါမြတ်စွာဘုရားကခွက်ကလေးကိုပြန်လှန်လိုက်ပြန်လှန်ပြီးတော့ဟောဒီခွက်ထဲမှာဘာရှိတယ်ဘာမှမရှိအေးခွက်ထဲမှာဘာမှမရှိတယ်လို့ပဲလိန်ပြောတတ်တဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာခိုခြင်းတရားဆိုဘာမှမရှိဘူးလို့ပြောတာဟောဒါကြောင့်မို့မင်းရည်စရာအနေနဲ့တောင်လိန်မပြောနဲ့လိန်နာဟာအမတန်အပြစ်ကြီးတယ်ဆိုတဲ့အဓိပ္ပာယ်ပြောတာနော်ကဲဘုရားဆုံးမတဲ့စကားနဲ့ဒီကနေ့ခေတ်ပြောနေကြတာတွေနဲ့ဘယ်လိုများကွာခြားနေကြဒီကနေ့ရှိကြတော့အေးမူသားမပါလင်္ကာမချောတဲ့နော်လင်္ကာချောအောင်မူသားလေးထည့်ပြီးတော့ပြောနေကြဟောမြတ်စွာဘုရားကကြည့်လိန်ပြောတတ်လို့ရှိရင်တဲ့ဘာမှကိုချင်းတရားမရှိတော့ဘူးလို့ဒီလိုကိုဟောတာလိန်မှာစိုးလို့နော်ဟောသုတ်တန်တစ်ခုမှဆိုရင်မြတ်စွာဘုရားဟောထားတာကြည့်ဧကံဓမ္မံအတိတတ္တမုတ္တဝါဒိတ္တသံထုနောမမကန်ကန်ပြောခြင်းဆိုတာတစ်ခုကြော်လွှားပြီးတော့မူသားစကားဆိုတတ်တဲ့ပုဂ္ဂိုလ်ဖို့မှာတဲ့ဝိထေနပရလောကတ္တနတ္ထိပါပံအဂရိယဓမ္မလောကကိုမစင်စားဘူးလုံးဝလွတ်ထားတဲ့ပုဂ္ဂိုလ်တရားအနေနဲ့ तू မလုံးတဲ့အကုသိုလ်ဆိုတာမရှိဘူးတဲ့ဆိုလိုတာကလိန်ပြောတတ်တဲ့ပုဂ္ဂိုလ်မလုံးနိုင်တဲ့အကုသိုလ်ဆိုတာမရှိဘူး तू အကုန်လုံးပဲလို့ပြောတာနော်ဒါလိန်ချင်းရဲ့အပြစ်တရားကိုပြောမူသားစကားပြောပြီးဆိုမှတော့ကျန်တဲ့အကုသိုလ်တွေလည်း तू လုံးမှာပဲတဲ့ဒါပြောဘာဖြစ်လို့တော့ဆိုရင်ကြည့်လေဘာလုံးလို့လိန်လိုက်ရင်ပြီးသွားတာဟုတ်အဲ့တော့လုပ်ဖို့ရအတွက်ဘာမှဝန်မလေးတော့ဘူးလို့ပြောအဲ့ဒါကြောင့်မို့လို့ရာဟုလာကိုမြတ်စွာဘုရားကလေးလေးကိုလိန်မာဆိုးလို့လိန်ပြောတာမျိုးတွေဖြစ်မှာဆိုလို့မလိန်ရအောင်သူ့နားချပြီးတော့စိတ်ထဲမှာဆွဲသွားအောင်သင်ကြားပေးတာပေါ့ဒါတွေလည်းပဲမိဘလုပ်တဲ့ပုဂ္ဂိုလ်တွေကမိမိတို့ရဲ့သားသမီးတွေကိုဒီလိုပဲသင်ကြားပေးရမြတ်စွာဘုရားသင်ပေးတယ်မလိန်ရအောင်လူတွေကမလိန်အောင်သင်မပေးပဲနဲ့
ကလေးလေးကိုကြောက်အောင်လှုပ်ထားတဲ့အခါကျတော့ကြောက်လို့လိန်တာကနေပြီးတော့နောက်ကြတော့လိန်လို့ရမှန်းသိတော့ဆက်လိန်တော့တာပေါ့နောက်ဆုံးကျတော့လူလိန်ကြီးဖြစ်သွားတယ်နော်အဲ့တော့မြတ်စွာဘုရားကတော့ကြည့်ဒီသားတော်ရာဟုလလေးဟာမုဒ္ဒဝါရဆိုတဲ့ဒီမှန်မှန်ကန်ကန်ပြောဆိုမှုမပြုတ်ဘဲနဲ့နှုတ်ထဲမှာလိန်ပြီးတော့အပိုးဆာလာတွေပြောတတ်တာလိန်နေဆိုတာဟာအမှန်တရားကိုမပြောဘဲနဲ့မဟုတ်တာကိုထည့်ပြောတာကိုလိန်တယ်လို့ခေါ်တာပဲလိန်တယ်လို့ခေါ်တာအဲ့ဒါလို့ကိုထွက်တဲ့စကားလုံးဟာအကြောင်းအရာမမှန်ကန်တဲ့စကားလုံးကိုလုံးဝမပြောနဲ့လို့ပြောတယ်မမှန်ကန်တဲ့စကားလုံးလုံးဝမပြောနဲ့ရှိစရာအနေနဲ့တောင်မပြောနဲ့လို့ဒီလိုပြောတာနော်အဲ့ဒါလို့မြတ်စွာဘုရားကမုဒ္ဒဝါဒကရှောင်ကျင်အောင်ရာဟုလကိုရေခွက်ကလေးနဲ့ပုံပြပြီးတော့ဟောကြားဆုံးမပေးတယ်အဲ့ဒါလို့ဟောကြားဆုံးမပေးပြီးတဲ့အခါမှာနောက်ဥပမာတစ်ခုမြတ်စွာဘုရားပြောတယ်ရာဟုလမင်းစစ်သုံးဆင်ကြီးတွေမြင်မှုသလားဆိုမြင်မှုပါတယ်ဗျာဒါတော့နန်းတော်မှာကြီးပြင်းတဲ့ပုဂ္ဂိုလ်တွေဆိုစင်တတ်မြင့်တတ်ယထာတတ်ဆိုတာဒါတွေကဂျုံဘူးနေတာနော်စစ်တိုက်တဲ့ဆင်ကြီးတွေမြင်ဘူးလားမြင်ဘူးတယ်အဲ့စစ်တိုက်တဲ့ဆင်ကြီးတွေကစစ်ပွဲမှာဒါရှိတော့ကဆင်ဆိုရင်အများရန်လေ့ကျင့်နေရတာပေါ့တိုက်ပွဲဝင်နေရဆင်တွေကိုဘယ်လိုလေ့ကျင့်တာတော့ဆိုလို့ရှိရင်အိုးဆင်တွေကိုလှန်နေနဲ့ထိုးဘယ်လောက်ထိအောင်ခံနိုင်ရှိတယ်လဲဆိုတာဘယ်လှန်ထိုးထိုးမမှုအောင်ဆင်ကိုဒီလိုလေ့ကျင့်သင်ကြားပေးရတာရှေ့ကနေပြီးတော့ကြောက်စရာကောင်းတဲ့အတန်နဲ့စစ်တိုက်ပြီးဆိုပြီးတော့စစ်စီကြီးတွေတီးတဲ့အခါမှာလည်းပဲဆင်တွေဟာလှုပ်ရှားပြီးတော့ထွက်ပြေးမသွားအောင်ကြံ့ကြံ့ခံနိုင်အောင်အဲ့ဒီလိုလေ့ကျင့်သင်ကြားပေးတာတွေကိုရာဟုလမြင်ဖို့မှာပေါ့အဲ့ဒီမှာမြတ်စွာဘုရားကအဲ့ဒီစစ်တိုက်တဲ့ဆင်ကြီးတွေဟာတဲ့စစ်ပွဲရောက်တဲ့အခါကျတော့လက်နှစ်ဖက်ခြေနှစ်ဖက်အမီးဘာမှဒီအကာအကွယ်မလုပ်ဘဲနဲ့ခြေထောက်နဲ့လည်းနင်းတယ်ခြေထောက်နဲ့လည်းဒီတက်ဖိတယ်ပေါ့အလုံးသူလုံးရမယ့်အလုပ်တွေကိုလုပ်တယ်အစွဲနဲ့လည်းထိုးတယ်သို့တော့သူနှာမောင်းကိုတော့အသုံးမချသေးဘူးတဲ့နှာမောင်းကိုအသုံးမချသေးဘူးကျန်တာတွေအသုံးချပြီးတော့တိုက်ပွဲဝင်နေသေးတယ်ဆိုရင်ဒီဆင်ကြီးဟာကြည့်တခုတော့ခြံထားသေးတယ်သူအသက်မစွန့်သေးဘူးပေါ့နှာမောင်းကိုမသုံးသေးဘူးဟောနောက်တစ်ခါကျတော့ဒီဆင်ကြီးဟာသူခန္ဓာကိုယ်မှာရှိတဲ့ဒီလက်တွေခြေတွေအစွဲတွေနှာမောင်းတွေအမီးတွေကစအမီးကလည်းပဲရမ်းထုတ်လိုက်တာပေါ့ရန်သူကိုတိုက်ပွဲဝင်တဲ့အခါမှာအကုန်လုံးသူနှာမောင်းကအစအကုန်လုံးအသုံးချပြီးတော့တိုက်ပွဲဝင်ပြီဆိုရင်အေးဒီဆင်ကြီးဟာတိုင်းပြည်အတွက်အသက်ဆွန့်ထားပြီးပြီအလုံးကိုသူတိုက်ပွဲဝင်နေပြီတို့ဒီလိုသိရတယ်တဲ့အဲ့ဒါလို့သိရတယ်လို့ဆင်ကြီးဟာဘာမှမချမ်းချွေးမှုသူရှိတဲ့တတ်နိုင်တဲ့အရာတွေအလုံးသူခန္ဓာကိုယ်သုံးချပြီးတော့တိုက်ပွဲဝင်နေပြီဆိုလို့ရှိရင် तू မလုပ်တာဘာမှမရှိတော့ဘူးလို့ပြောရတယ်လို့ပဲတဲ့လိန်တတ်တဲ့လူဟာလည်းပဲ तू မလုပ်တဲ့အကုသိုလ်ဆိုတာဘာမှမရှိဘူးလို့ပြောတာအဲ့တော့မုဒ္ဒဝါဒလိန်လီလီပြမှုမလုပ်ဖို့ရအတွက်မြတ်စွာဘုရားကဒီအမ္ဘတ်လတ္ထိကရာဟုလောဝါဒတုတ်မှာဒီကလေးလေး9နှစ်အရွယ်လေးမှာသဘောပေါက်ပြီးတော့လိုက်နာနိုင်အောင်မြတ်စွာဘုရားကဟောပြောတာ